တရင်ဘောကတော့ဂျုံမြမြကနေတင်ဆက်ထားတော့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်မီဒီယာစစ်ခုကိုနော်စော်ကမော်ကပြောတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်သူကဘယ်လိုမျိုးပုံစံနဲ့စော်ကမော်ကပြောတယ်လဲဆိုတာကျွန်တော်တစ်ချက်ပြန်ကြည့်ဆိုရအောင် VOA RFA အဲ့နှစ်ခုကတော့ဂျုံပြန်ပြီပေါ့ဗျာဂျုံပြန်ပြီပေါ့အဲ့ဒီ VOA RFA ရဲ့တရင်အကြောင်းကြားတဲ့အချိန်မှာတော်တော်များကကောင်းလိုက်တာကွာလို့ပြောတဲ့ကောင်ကြီးအများကြီးပဲဝမ်းသာတယ်ပြတ်သွား EO ဆိုတဲ့ကောင်မျိုးတွေပြောတယ်လူအများကြီးပဲတချို့ကတော့တချို့အဲ့မှာ comment တွေကတော့ဖတ်ကြည့်ပါ BBC က comment တွေ VOA RFA က comment တွေတော့ဖတ်ကြည့်ဘာတွေ့ရမလဲဆိုတော့80ရာခိုင်နှုန်းနဲ့အထက်မင်းတို့ပြတ်သွားတာ EO ဆိုတဲ့သဘောမျိုးတွေတွေ့ရတယ်မင်းတို့ပြတ်သွားတာ EO ဝမ်းသာတယ်ပြတ်သွားတာဝမ်းသာတယ်လို့ပြောတာ80ရာခိုင်နှုန်းအထက်ပဲဆိုတော့ VOA နဲ့ RFA ပါဝင်ဒီ American လက်ဝေကမီဒီယာတွေကိုဟိုရက်သွားစေခြင်းတဲ့လူတွေမြန်မာပြည်သူလူထုအများပြပေါ်လာတာသိကောင်းပါတယ်တော်တော်ကောင်းတယ်ကျွန်တော်တို့တောင်အရင်တော့ကျွန်တော်တို့ The Statement Channel မှာမီဒီယာ၈ခုရဲ့စစ်တမ်းကိုကျွန်တော်ဖော်ပြခဲ့တယ်အမြင်တို့ကောက်ယူတဲ့စစ်တမ်းမှာဆိုရင်ဒီအကြမ်းဖက်အားပေးလှုံ့ဆော်မှုပရိပကအကြမ်းဖက်အားပေးလှုံ့ဆော်မှုနော် NUG PDF ကိုထောက်ခံအားပေးမှုစစ်တပ်ကိုလူမုံများစေရန်ရည်ရွယ်ရေးသားမှုနောက်တစ်ခုကဒီပုံမှန်တရေရေးသားမှုစသဖြင့်အချက်တွေနဲ့ကျွန်တော်ကောက်စင်းကောက်လိုက်တဲ့အချိန်မှာတို့ရဲ့တနေ့တာဖော်ပြတဲ့သတင်းတွေတလတာဖော်ပြတဲ့သတင်းပုတ်ရည်တွေရှိတယ် VOA ဆိုတလဖော်ပြတဲ့ပုတ်ရည်ကဗျာများပြင်300နဲ့400ကြားရှိတယ်တလလုံးမှာ300နဲ့400ကြားရှိအဲ့300နဲ့400ကြားမှာရာခိုင်နှုန်း30နဲ့40ကြားကအမြဲတမ်းဒီပြိပခတွေကိုဖြစ်အောင်လှုံ့ဆော်အားပေးနေတယ်မြန်မာတွေကိုလှုံ့ဆော်အားပေးနေတယ်အဲကျွန်တော်စစ်တပ်နေခုထိရှိတယ်ချုပ်ဖားမှုတွေကောင်းသေးတယ်တပတ်တော့မတူဘူးပေါ့ဗျာကျွန်တော်အားလုံးတူတဲ့ average power တာအကြမ်းဖက်လှုံ့ဆော်အားပေးတာ30ရာခိုင်နှုန်းအထက်မှာရှိတယ်မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေပြိပခမှုတွေဖြစ်အောင်လှုံ့ဆော်အားပေးတာ VOA တို့ RFA တို့ BBC တို့ကလှုံ့ဆော်အားပေးတာ30ရာခိုင်နှုန်းအထက်မှာရှိတယ်အဲ့မှာရှိတယ်တခါ NUG ကိုထောက်ခံအားပေးကြောင်းပုံစံနဲ့ဇောင်းပေးရေးသားတာအဲ့ဒါကအနည်းဆုံး30ရာခိုင်နှုန်းပတ်လည်မှာရှိတယ်နောက်တစ်ခုကစစ်တပ်ကိုမုံဒီရေးသားတာက30ရာခိုင်နှုန်းပတ်လည်မှာရှိတယ်ကျန်တဲ့အခြားသတင်းရေးတာ10%တော့မရှိဘူးဗျာကဲမြန်မာနိုင်ငံဖိုးတိုးတဲ့စီကျင်းတဲ့ဆန္ဒနဲ့ရေးတဲ့သတင်းမျိုးကရှားလို့တော့မတွေ့ဘူးအဲ့တော့မြန်မာနိုင်ငံမှာထားတဲ့စီဟနာကိုမတွေ့ရဘူးပေါ့ဗျာပို့လို့အဲ့လိုမျိုးကြမ်းတာအဲ့လိုရေးတာ VOA တို့ RFA BBC တို့အဲ့လိုရေးခဲ့တာအဲ့တော့အဲ့သတင်းဌာနမှာအလုပ်လုပ်နေတဲ့မြန်မာသတင်းတော်တွေအများကြီးပဲရှိတယ်အဲ့ဒီကောင်တွေကအခုသူတို့အဲ့အကျိုးကိုခံစားရတာဗျာကျွန်တော်တို့ဒီ VOA RFA BBC သတင်းဌာနသတင်းတော်တွေအပါဝင်သတင်းဌာနတော်တော်များပြောကြတာရှိတယ်ကျွန်တော်တို့ပြည်တွင်းမီဒီယာတွေတော့ဘာမှမပြောဘူးဒါပေမဲ့သူတို့ဘာပြောလဲဆိုတော့ကျွန်တော်တို့ကြတော့ဘောမစစ်တပ်ကျွန်းစစ်တပ်လက်ဝေကမီဒီယာစသဖြင့်ကျွန်တော်တို့ဆွဆွဲကြပြီမဲ့သူတို့တွေကသူတို့ကိုသူတို့ဘာပြောလဲဆိုတော့လွတ်လပ်ပြီးအမိကိုကင်းသောသတင်းဌာနတွေတဲ့လွတ်လပ်ပြီးအမိကိုကင်းသောသတင်းဌာနလို့စကားလုံးသုံးထားတယ်ကဲခင်ဗျားတို့အဲ့ဒါကိုဘယ်လိုနားလဲလွတ်လပ်ပြီးအမိကိုကင်းသောဘယ်လိုနားလဲလွတ်လပ်ပြီးအမိကိုကင်းသောဆိုတာအစိုးရကိုဖြစ်စေနိုင်ငံရေးသမားဖြစ်စေနိုင်ငံရေးပါတီဖြစ်စေအဲ့ဒီလူတွေရဲ့ငွေကြီးကိုယူထားခြင်းမရှိဘဲနဲ့အစိုးရတွေကိုကိုယ်အစိုးရလည်းကိုယ်ဝေဖန်ရတဲ့တတိရှိတယ်ကိုယ်အစိုးရကိုယ်ဝေဖန်တတိရှိတယ်ပြောအဲ့လိုပြောရမှာတကယ်ပါဘာမှဆက်မမြူထားဘူးဘာထောက်တော့မြူခုတော့လွတ်လပ်ပြီးအမိကိုကင်းမကင်းတော့မသိဘူးဟိုက US AGN ဖြုတ်မယ်လဲဆိုတော့ VOA RFA ပလုံးဆိုပြုတ်ကြတော့အဲ့တော့သူတို့ပြောတဲ့လွတ်လပ်ပြီးအမိကိုကင်းတယ်ဆိုတာဘာတော့လို့နောက်ခံငွေကအမေရိကန်အစိုးရစီလာမှာတော့ဘယ်ဟာကိုလွတ်လပ်ပြီးပွင့်လင်းတာတော့အမိကိုကင်းတာတော့လို့ခုကျွန်တော်ကပြောလို့ရခင်ဗျားတို့ပြည်သူတွေလာတာပေးထားတဲ့လာစင်ချပေးထားတဲ့ပတ်စံနေတယ်ကျွန်တော်ရက်တည်တယ်အဲ့တော့ကျွန်တော်ပို့တော့မှပဲသူတို့ကပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်မပြောဘူးဘာလို့ပြောလဲအဲ့လောက်ကြီးရှောက်ပြီးကြီးချိန်ပြောကြမလို့ကိုလိုရင်ရပြီရှောက်ကြီးချိန်ပြောနေပြောဒီကတော့ပဲစောက်ကြီးစောက်ချိန်ရှောက်ပြောနေတာမလို့ကိုလိုနေရပြီဒါကိုကျွန်တော်ခံကြတာအဲ့တော့ဒီကောင်တွေလွတ်လပ်ပြီးအမီကိုကင်းလို့ဆိုတဲ့စကားလုံးတွေကို VOA ရသုံးတယ် RFA သုံးတယ် BBC သုံးတယ်ခေတ်သစ်သုံးတယ်မဇ္ဈိမသုံးတယ် ARD သုံးတယ်မြန်မာနောင်သုံးတယ်နော်အစရှိတဲ့မီဒီယာ DVB သုံးတယ်စသဖြင့်ပေါ့ဗျာမီဒီယာအဲ့လို၈ခုအပါပဲအောက်ကသေးသေးလေးတွေရှိသေးတယ်အကုန်လုံးသုံးတယ်ပြီးလည်းပြီးတော့နိုင်ငံတကာထောက်ပံ့နေယူထားတယ် US8 ကယူတယ် NED ကယူတယ်အခု USAGN ကယူတယ် OICC ကလည်းယူတယ် Soros Funds ကလည်းယူတယ်ဟာခင်ဗျာအကုန်ရောယူတာ Open Society ကအစအကုန်ယူတယ်အဲ့သူတို့ပြောသူတို့ကိုသူလွတ်လပ်ပြီးမိကိုကင်းတော့တဲ့ဘာလို့သွားတူလဲဆိုတော့ဟိုပြည့်တစားကနေပြီးတော့ကျမအပြူပါလို့ပြောသူဖြစ်မနေဘူးလားပြည့်တစားနေကျမအပြူပါလို့ပြောသူဖြစ်မနေဘူးလားဟမ်အဲ့တော့တော်တော်ဟိုတော်တော်ဝါပြတဲ့လူတွေပဲတော်တော်စိတ်ပြစ်ဝါပြကောင်းတဲ့လူတွေနော်အဲ့တော့နောက်တစ်ခုက USAGM က2024မှာသုံးခဲ့တဲ့ budget ကျွန်တော်အခုမှတွေ့ရဝန်ထမ်းပေါင်း3500တကဘာလုံးက USAGM အောက်မှာရက်တီလှုပ်ရှားနေတဲ့မီဒီယာပေါင်းများစွာရဲ့အောက်ကနေလူပေါင်း3500အတွက်သုံးပေးတဲ့ပတ်စံက US ဒေါ်လာ886သန်း2024မှာသုံးခဲ့တာ886သန်းနဲ့တစ်နှစ်ပတ်လုံးသုံးတာတွက်ကြည့်လား886သန်းမီဒီယာပေါင်းများစွာလူပေါင်းများစွာတို့သုံးပေးသွားတာ886သန်းမြန်မာအစိုးရကတစ်နှစ်ပတ်လုံးကိုပြန်ကြားရေးဝန်ကြီးဌာနသုံးတဲ့ပြန်ကြားရေးဝန်ကြီးဌာနလည်းတနာဖို့ကောင်းတယ်တခါရောက်တဲ့နောက်ထပ်တင်တဲ့ပုတ်ကတော့ကျွန်တော်အခုချိန်မှာဆိုရင်ဖလမ်မြို့မှာเนาะကျွန်တော်ဖြစ်ပြမှုနဲ့ပတ်သက်ပြီးမှတင်ဆက်ထားတော့တင်လေးပဲဖြစ်ပါတယ်ကျွန်တော်အားလုံးပြန်ပြီးမှနားဆင်ရအောင်ဒါဖလမ်ဟိုဒီကြောင့်တိုက်ခိုက်မှုအများဆုံးနေရောညရောတက်နေကုန်တညလုံး
ကျဲနေတဲ့အတိုင်းတာ ပတ်ဆက်တယ်နော်စက်ကောင်စီ အဲ့ဒါမျိုးသွားတွေ့ရတယ်ကြည့်ရတာတော့ကျွန်တော်တို့ဒီလေချောင်းဟိုသတင်းပေးတွေကနေပြီးတော့ဒီလိုဟိုပါပေါ့အကျဉ်းကြီးများခက်စိတ်စိတ်ဘုံကျဲတိုက်ခိုက်လာပြီဆိုရင်ဒီမျိုးကကြားတော့မယ်လို့ဒါတုံးတတ်ကြတာပေါ့နော် တော့ပေါက်လိုက်တော့ဒါမှန်မဲ့ဆရာကြီးဒီကောင်တွေအဲ့တော့အသေးအတန်ဖြစ်နေပြီဟေ့ဆိုရင်အဲ့မျိုးမှာရှိတဲ့ဒီကောင်တွေအခြေအနေမကောင်းလို့ပဲ ဟုတ်တယ် ဘာလို့လဲအခုကသူကနည်းနည်းလောက်တိုက်ပွဲဖြစ်လိုက်ပြီဟေ့ဆိုတာနဲ့လေချောင်းပြကိုတောင်းဖို့ပဲစဉ်းစားနေတယ်သူတို့မှဘလုံးမှဒါဟိုဒီဘက်တော်လိုင်းတက်ဖွဲ့တွေကိုရင်ဆိုင်နိုင်တဲ့ခွန်အားမရှိဘူးစိတ်တဲ့အရာမှာဘာမှဒီကောင်တွေကလုံးဝဟိုရှင်းနိုင်တဲ့အစွမ်းမရှိတော့ဘူးလက်နဲ့ရှိနေလို့ဒါဒီကောင်တွေရှောက်ပစ်နေတာသူကရှောက်ပစ်တဲ့အဆင့်ဖြစ်သွားတယ်ဒီလေချောင်းတစ်ခုပဲသူတို့အားကိုးနေရ ဟုတ်တယ် ညီပြင်မှာအဲ့ဒါကိုတက်ဖွဲ့တွေကလည်းသိတယ်နော် ဟုတ်တယ် အကုန်လုံးကလည်းဒေသခံတွေကစပါတော့အဲ့တစ်တက်ကကောင်တွေကဘာမှဟိုဟာမဖြစ်တော့ဘူးဒီလေချောင်းရှိနေလို့သာပေါ့နော်လေချောင်းရှိနေလို့သူတို့အခုလိုမျိုးလှုပ်ရဲနေတာပေါ့နော်အဲ့တော့လေချောင်းပြစ်ကိုအခုရက်ထဲမှာတော်လေးကိုများများဆဆလှုပ်တယ်ပေါ့နော်ပြီးတော့ဒါဗမော်ကိစ္စမှာဆိုလဲအဲ့လိုပဲတရက်ထဲနဲ့တနေရာတဲ့ကိုတစ်ချိန်ထဲမှာပဲလေရင်၅စီးလာပြီးကျဲတာမျိုးရှိတယ်ခုဖလန်းဆိုလဲအဲ့လိုမျိုးပေါ့နော်ဒါရှိုင်းခုနပြောလို့ပေါ့နော်တဲအတန်ဖြစ်နေအဲ့တော့အောက်ကအခြေအနေကောင်းတယ်အခြေအနေကောင်းလဲကောင်းတယ်လေ တဲတန်လည်းဖြစ်မှာသူက plan ကျတော့လေစိတ်ပါလာ မှန်လား တကယ်တမ်းဆိုရင်အဲ plan မှာဘိုးကြီးရမယ်ဆိုရင်ကျွန်တော်လေစိတ်က9ခုဖြစ်သွားပြီရှေ့မှာ4ခုပေါ့နော်ရှေ့မှာခုနတန်တွဲတို့လာရှိုးအန်ဗမော်ဒါလေစိတ်4ခုရထားတယ်ဒါ plan မှာပါမယ်ဆိုရင်ကျွန်တော်ကလေစိတ်5ခု 5ခု ဖြစ်လာပြီပေါ့ ဒါလေနေရရင်ဆင်းလို့ရတယ်နော်အဲ့ဆင်းဖြစ်သွားပြီဒါအဲ့တိုက်ပွဲမှာဆိုလဲဒါသူတို့ဗလား3ရက်အတွင်းဖလန်းမြို့သိန်းဆိုပြီးပြောတာနော်ချင်းတပ်ဖွဲ့တွေ3ရက်အတွင်းမှာဒါစစ်တုံးမှန်းဖမ်းမိတာတွေရှိတယ်လက်နက်ခဲကနေသိန်းစီရရှိတာတွေရှိတယ်ပြီးတော့ဒါချင်းမှာဆိုရင်လည်းဒါဆိုဒီစစ်ကောင်စီရှိတဲ့နေရာဆိုလို့ပေါ့နော်ဟာကာထန်တလန်ခိုင်ကန်တီးတင်ဒီနေရာတွေပဲရှိတော့ကျန်တဲ့နေရာတွေကတော်တော်များများကတော်လိုင်းတပ်ဖွဲ့တွေပေါ့နော်အကုန်လုံးစိုးမိုးထားနိုင်တဲ့ထိန်းချုပ်ထားနိုင်တဲ့နေရာတစ်ခုလိုမျိုးဖြစ်သွားပြီပေါ့နော်ပြီးတော့ဖလန်းကရာဇဝင်ရှိရလေဆိုင်တဲ့ကျွန်တော်ပြောဦးတယ်အဲ့ဒါဘေးတို့စစ်သားတွေနဲ့ငါလေနဲ့မလဲနိုင်ဘူးဟုတ်လားဟိုစစ်သား24ယောက်ကလေရင်နဲ့လာကဲဖို့ပြောတာကဲဖို့ပြောတဲ့အချိန်မှာခုနလိုမင်းတို့စစ်သား24ယောက်နဲ့ငါလေရင်နဲ့ဒါမလဲနိုင်ဘူးဆိုတော့မကဲလို့စစ်တုံးမှန်းနေပြီးပြန်ပြီးတော့ခုနပြန်အင်တာဗျူးထားတဲ့ သူတို့ပြောမှာပဲသိရအောင်အဲ့လိုအနေထားဖြစ်သွားတယ်ပေါ့နော်ကဲဖို့ကတော့မရှိဘူးပြစ်ကူပေးဆိုရင်တော့သူတို့ကတော့ပေးမယ်ဒါပေမဲ့ပြစ်ကူပေးတယ်ဆိုတာကလည်းအခုအနေထားကနေရာစုံကိုသူတို့ကပြည့်ရမယ်ပုံစံဖြစ်နေတယ်တပ်ဖွဲ့တွေနေရာစုံမှာရှိတယ်ဗျဒီကောင်းနေခံနေရတဲ့နေရာစုံဖြစ်နေတာဟုတ်တယ်အဲ့ဒါကြအနှံ့သာသူတို့ပေးရမယ်အနေထားဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒီကနေမှသူတို့ကိုလာခေါ်မဲ့အရေးအယောင်ကတော့မရှိဘူးမင်းတို့နောက်ပိုင်းကောင်တွေကပြောတယ်ရှေ့ပိုင်းကောင်တွေတော့မှကန်ကြခဲ့တာလေဘောကန်ကြတာမတက်ရသေးဘူးမတက်ရသေးဘူးတော်ကြိုးဖြစ်နေကျွန်တော်ဒီဖလန်ရဲ့ဖြစ်စဉ်မျိုးကိုကျွန်တော်ပြန်ပြီးမှသုံးသပ်ကြည့်မယ်ဆိုရင်เนาะကျွန်တော်အခုဂျမ်ဘတ်ဆက်ကောင်စီရဲ့လီယင်နဲ့ဘုံကျဲမှုခက်စိတ်စိတ်တွေဖြစ်လာတဲ့အရာတွေကျွန်တော်များစွာတွေ့ရတယ်ကြံတဲ့နေမင်းတွေကိုလည်းအဲ့လိုခက်စိတ်စိတ်နဲ့လီယင်နဲ့ဘုံကျဲပြီးဆိုရင်တော့ဒီနေမင်းကတော့သူတို့လက်လွတ်ရမယ်ဆိုတဲ့အနေအထားရှိတာဖြစ်တယ်ဆိုတော့ကျွန်တော်ပြည်သူဒီအနေနဲ့လည်းတတိလက်လွတ်မနေဘူးရเนาะပြည်သူဒီကိုပြန်လဲပြီးမှတိုက်တွန်းချင်ပါတယ်ဟုတ်ကဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့ဒေါနာသတင်းဌာနကမအရင်လေးထူတည်ဆက်ထားတော့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်တမတော်သားကြီးရဲ့ရင်ဖွင့်တန်ဆိုတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဘယ်လိုမျိုးပုံစံနဲ့ရင်ဖွင့်တယ်လဲကျွန်တော်တစ်ချက်ပြန်ကြည့်ဆိုရအောင်မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ကျမတို့ဒေါနာ TV ရဲ့တမတော်တွေကစကားသက်အစီအစဉ်အနေနဲ့ပြည်သူစစ်မှုထမ်းတင်နန်းစင်တူရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်အကူအညီလေးတောင်းမြင်လို့ပါကျွန်တော်ပြောတာလေးတွေကို line ပေါ်တင်ပေးလို့ရမလားမသိဘူးကျွန်တော်ကတမတော်ကြီးကိုတင်နန်းကြောင်းဘာထူးမှဖွင့်တဲ့ပြည်သူစစ်မှုထမ်းအပတ်စဉ်၈ကနေတင်နန်းဆင်းသွားတဲ့တင်နန်းသားပါတင်နန်းမှာနီးပြတက်ခွဲမှုကင်နေတဲ့ဘုံမူဖြိုးဝေတင်းနဲ့ဒုတက်ကြပြုံးချိုတို့အကြောင်းကိုရင်ဖွင့်ချင်တာပါဘုံမူဖြိုးဝေတင်းဟာကျွန်တော်တို့တင်နန်းသားတွေကိုမတရားသဖြင့်ဆဲဆိုအနိုင်ကျင့်ခဲ့ပြီးလူမဆန်အောင်လဲရိုက်နှက်ပါတယ်ကျွန်တော်တို့အင်ကနေမိဘတွေကဘုံမူကေပေးတဲ့ကိုပတ်စံလွှဲပေးရင်လည်း2သိန်းဆိုရင်2000လောက်ပဲပြန်ပေးပါတယ်ကျွန်တော်တို့လိုအပ်လို့သွားထုတ်ရင်လည်းကျွန်တော်တို့ကိုအမြဲဆဲလွတ်တယ်ဗျပြီးတော့သူကအမြဲမူးယူနေတော့ပြဿနာမတက်အောင်သူ့မျက်နှာပဲကြည်နေကြရပါတယ်။ဒီပြဆရာဒုတက်ကြပြုံးချိုကလည်းသူ့အတိုင်းပါပဲ။မထင်သလိုရိုက်နှက်ပါတယ်။ကျွန်တော်ပြောချင်တာကဘုံမူဖြိုးဝေတင်းနဲ့ဒုတက်ကြပြုံးချိုတို့တင်နန်းမိပြတွေအဖြစ်အမှမရှိရင်တင်နန်းသားတွေအတွက်အစီပြေသွားမယ်လို့ထင်ပါတယ်။တာဝန်ရှိတဲ့လူကြီးတွေတေချာစစ်ပြီးစုံစမ်းစေချင်လို့ပါ။သူ
သူတို့တွေကအရဲရိုက်တော့နောက်ထပ်ရောက်တဲ့တင်နန်းသားအစ်စ်တွေဟာညင်ယုံနဲ့လန့်ပြီးထွက်ပြေးသွားကြပါတယ်နောက်ရောက်လာမယ့်တင်နန်းသားအစ်စ်တွေကျွန်တော်တို့လိုမခံရစေချင်လို့ပြောပြတာပါလို့စာရေးသားပေးပို့လာပါတယ်ရှင်ကျမတို့အစီအစဉ်ဟာတမတော်သားတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်တမတော်သားအရာရှိစစ်တီတွေအိမ်အောင်တွေရဲမိတွေအနေနဲ့လည်းကျမတို့အစီအစဉ်မှာပါဝင်ခြင်းရဲ့ message box ကနေတဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်အခုချိန်မှာဂျမ်ဘတ်စစ်ကောင်စီတဲ့လုတ်ရက်တွေကိုပူရက်တည်တာဖြစ်တယ်ဆိုတော့ကျွန်တော်နော်သူတို့ရဲ့တင်ဒန်းစင်တတာဒီကိုတော့မှနော်လူမဆန်စွာရိုက်နေတယ်ဆိုတော့ကျွန်တော်ပြည်သူတွေကိုပြောမနေတော့တဲ့နော်ဘယ်လိုမျိုးပုံစံနဲ့သူတို့အုပ်ချုပ်နိုင်မှာလဲနော်ဆိုတော့ကျွန်တော်ပြည်သူတွေအတွက်အာဏာများစွာရှိတာဖြစ်တယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ YouTube channel MVR ကိုကြည့်စုအားပေးကြတဲ့မိဘပြည်သူမောင်နှမများအပေါ်မှာကြည့်စုအထူးတင်စီချောင်းကိုပြောရင်းနဲ့ကျွန်တော်ရဲ့ YouTube ကိုတော့ခေါင်းလုံးလေးကိုမနေရတည်တဲ့ဒီကိုမောင်နှမဒီရှိခဲ့လို့ရှင်ခေါင်းလုံးလေးနေပြီးပါလို့မေတ္တာရခံရင်းနဲ့မြောင်းလိုက်ရံပြီးမှကင်းလို့ပါစီလို့ဆုမကောင်းတောင်းရင်းနဲ့အဆုံးသတ်ချင်ပါတယ်